မင်္ဂလာပါခင်ဗျဒီနေ့ကတော့ဒီလာဗန်ဒါထုတ်လုပ်ရေးကနေပြီးတော့ရိုက်တဲ့ရုပ်ရှင်ကားကြီးပေါ့နော်ခေတ်သစ်မပြိုင်ဆိုတဲ့ရုပ်ရှင်ကားကြီးပါကျွန်တော်ကတော့ဒီထဲမှာစိတ်မောင်ဆိုတဲ့ character နေပြီးတော့ special guest အနေနဲ့ပါဝင်ထားပါတယ်ကဲထင်းလေးတော့တပွဲလောက်ပြီးကွာစေနာပေါ်ပါလေးတုတ်ပြီဒီကားလေးကတော့ရိုက်နေတဲ့အတွင်းမှာရောမရိုက်ခင်မှာရောကျွန်တော်တို့ဟာတွေလုပ်တဲ့အခါမှာတော်တော်လေးကိုရည်ရတယ်ပေါ့နော်ခေတ်သစ်မပြိုင်ရုပ်ရှင်ကားကြီးရဆိုရင်မကြမီမှာဂျုံနေတော့မှဖြစ်တဲ့အတွက်ကြောင့်ပြည်သက်ကြီးလည်းလာရောက်ပြီးတော့အားပေးကြပါအောင်ကျွန်တော်လည်းအားပေးကြပါပြီးတော့ဒီကားထဲမှာပါဝင်တဲ့ဒီစီနီယာညီကိုမောင်နှမတွေအကုန်လုံးကိုရောအားပေးကြပါဆိုတော့ကျွန်တော်အထူးဖိတ်ခေါ်ပါရစေပြီးတော့ဒီဇာတ်ကားကြီးရဆိုရင်ဒီဇာတ်တွေလည်းပါမယ်ဟာသားတွေလည်းပါမယ်အဲ့ဒီအတွက်ကြောင့်ပြည်သက်တွေလည်းပျော်ရွှင်ရမယ်ပြီးရင်ပညာပေးတဲ့ဇာတ်လမ်းလေးလည်းပါတဲ့အတွက်ကြောင့်ပြည်သက်ကြီးအထူးကြိုက်နေတဲ့မယ်လို့ယုံကြည်ပါတယ်ဆိုတော့အထူးဖိတ်ခေါ်ပါရစေPorsche got your win a kind night. Get the map